လို့ယနေ့တေဘောဘုစကားကိုအောင်မြင်စွာသိမ်းပိုက်ခဲ့တဲ့နော် KNU KNLA PDF ရဲဘော်သူရဲကောင်းတွေအကုန်လုံးကျွန်တော်တို့တကယ်ကိုဒီနေရာကနေလေးစားကြောင်းဝမ်းသာကြောင်းပြောပြရစီဒါပြင်ကျွန်တော်ကြားတာတော့ကိုယ့်ဘက်ကတော့အဖိတ်စင်လုံးဝမရှိဘူးလို့ကြားပါတယ်နော်ဒါကပူပြီးဝမ်းသာစရာကောင်းပါတယ်တေဘောဘုစကားဆိုတကယ်ကိုစကန်ကြီးနော်ရန်သူဘက်ကတော့အဖိတ်စင်တွေများတယ်ဒဏ်ရာရတဲ့သူတွေများတယ်နောက်ဆုံးနော်သူတို့ဘက်ကအလံပြူထောင်ပြီးတော့လက်နဲ့ချတယ်ဆိုတဲ့သတင်းကျွန်တော်တို့ကြားရတယ်တခါကိုရီဘက်ကတိုက်စစ်နော်ထိုးစစ်နော်ကိုရီဘက်ကအမဲလိုက်တာနော်ဆိုတော့စပြီးတော့တိုက်စစ်ကိုဘယ်လိုဖွင့်လဲဆိုတော့ကျွန်တော်မျက်စိထဲစိတ်ကူးယဉ်ကြည့်တာလीနော်ကိုလည်းမြင်ရတာမဟုတ်တာကျွန်တော်မျက်စိထဲစိတ်ကူးယဉ်ကြည့်တော့နော်ဒီ KNL KNU ကတက်မှုတွေကဇာလန်စကီရဲ့ဝิญဉ်ကိုစီးဝင်ပြီးတော့လုပ်ပုံရတယ်ဗျဟုတ်လားဆိုပထမဆုံးသူတို့ drone တွေနဲ့တေဘောဘုစကမ်းပေါ်ရေးလဲ share ကျွေးတယ်လို့ပြောတယ်ဗျနော်သတင်းတွေတဲ့ကျွန်တော်လည်းလိုက်ဖတ်ကြည့်ပြီးပြောရတာပေါ့နော်ဆိုတော့ရန်သူရေးလဲဥချိုးတာပေါ့ဗျာရန်သူကလည်းအပြင်းထန်ခုခံတယ်ဘလို့နည်းနဲ့ခုခံလဲဆိုတဲ့အခါကျတော့လေရင်မြန်နဲ့လာပြီးအချင်းချင်းဘုံကျဲတယ်ပေါ့ဗျာတိုးတော်လဲကျွန်တော်တို့ဒီဘက်ကပါတီတို့ဖဒိုတို့နော် current သူရဲကောင်းနေနဲ့တကွကျွန်တော်တို့ PDF ပူပေါင်းမဟာမိတ်တပ်တွေရဲ့ရဲစွမ်းတပ်တီအပြည့်နဲ့တကယ်ကိုစိတ်သက်ခွန်အသာနဲ့နော်တကယ်ကိုရွရွချွချွထိုက်တန်နော်တကယ်ကိုထိုက်တန်ကိုသေဘောဘုစကားကိုအပြီးသိမ့်လိုက်ပါပြီအခုဆိုရင်ထိုင်းမြန်မာနယ်စပ်မှာနော်စက္ခတွေခြေကုပ်ယူထားတဲ့စခန်းကတိတ်မကြံတော့ပါဘူးနောက်ဘယ်စခန်းအလဲကြမလဲဆိုတာကိုလက်ရှိအဲ့စခန်းမှာထိုင်နေတဲ့စက္ခတွေလည်းမျက်ခုံးလှုပ်ပြီးတော့သွေးပြတ်နေပါပြီနော်အဲ့တော့ကျွန်တော်တို့ကနိုင်ကိုနိုင်ပါဆိုတာကိုယနေ့တေဘောဘုအောင်ပွဲကထပ်မှန်ပြီးတော့သက်သေပြနေပါတယ်နော်ဖတ်တီတို့ဖဒိုတို့သူတို့ကကျွန်တော်ယုံကြည်တယ် current မှာရက်နေမဲ့ပုံကိုယ်တွေမဟုတ်ဘူးဟိုတလောကပဲ KNDO ခေါင်းဆောင်တယောက်ကအင်းစိန်ကိုပြန်သိမ်းမယ်ဆိုပြီးတော့ကျုံဝါထားတယ်လို့ဖတ်တီတို့ကဒီအချိန်ကိုနှစ်ပေါင်းများစွာတမြုံနဲ့ကွန်းလေးဝါပြီးတော့စောင့်လာခဲ့တယ်နော်မာဘီဝါအချိန်ခါကောင်းပေါ့နော်စောင့်လာခဲ့ပြီးတော့ဝေဖန်မှုပေါင်းစုံတို့သီးခံပြီးတော့ကြိတ်ပြီးတော့နော်ကြံစီပြီးတော့ဖော်ဆောင်လာခဲ့လိုက်တာနော်ကြည့်ရတာဇာလန်စကီရဲ့ဝิญဉ်တွေပါစီးဝင်ပြီးတော့လှုပ်လိုက်လားမသိဘူးနော်ဆိုတော့ဖတ်တီတို့ရဲ့ spider web ပေါ့ဗျာနော်ဒီဘောဘူးပေါ့ရေးလို့ကစ်လိုက်တဲ့ခါကျတော့စစ်ကောင်စီနောက်ဆုံးတော့ဒူးထောက်အညံ့ပေးရတယ်စခန်းအကောင်လေးစခါတွေနော်ဆိုတော့အဲ့တဲ့တင်းကိုကျွန်တော်ကြားရတယ်ဒါဒီဘာကိုထပ်ကိုပြတယ်လဲဆိုတော့ကျွန်တော်တို့ကနိုင်ကိုနိုင်မှာအောင်ပွဲကကျွန်တော်တို့ဘက်မှာနော်အောင်ပွဲကကျွန်တော်တို့ဘက်မှာဖြစ်နေတယ်နော်ဆိုတော့စစ်တို့ရဲ့သဘောမှာရန်သူအကြောင်းကိုသိခြင်းကိုသိခြင်းနော်အချိန်နေနဲ့အချိန်ခါကိုသိခြင်းနော်ဒါတွေကဒီတိုက်ပွဲတစ်ခုရဲ့အဆုံးဖြတ်ကိုအများကြီးကျွန်တော်တို့အဖြေပေးပါတယ်ဆိုတော့ဖတ်တီတို့ကစစ်တိုက်လာလဲနှစ်ပေါင်း80ကျော်ပြီဆိုတဲ့အခါကျတော့သူတို့အချိန်ခါအရရက်ကိုသူတို့စောင်းပြီးတော့ယနေ့အချိန်မှာတော့အချိန်ခါကောင်းကိုနော်အမိရစုပ်ကင်ပြီးတော့တကယ်ကိုရန်သူတွေကိုမဟာဗျူဟာမြောက်ထိုးစစ်ဆင်ပြီးတော့ရေးလဲစကားတွေတစ်ခုပြီးတစ်ခုသိမ့်ပြီးတော့ပေါ့နော်စစ်ခွေးကင်းစင်ဂရင်းနဲ့တခွင်းဆိုတာကိုမကြခင်မှာကျွန်တော်တို့မြင်ရတော့မဲ့အနေထားတိကိုရောက်လာပါပြီဒါသည်တကယ်ကိုဝမ်းသာစရာကောင်းပါတယ်ကျွန်တော်တို့ correct အောင်ပွဲကကျွန်တော်တို့ပြည်သူတည်းရဲ့လုံးရဲ့အောင်ပွဲပါနော်ဆိုတော့ဒါကိုကျွန်တော်အနေနဲ့တင်ပြခြင်းနဲ့ဆိုတော့တပိတ်ချာပေါ့ဗျာနော်ဒီလိုမျိုး plan ချပြီးလုပ်တဲ့ဟာတွေရဲ့အောင်မြင်မှုကဘယ်လောက်ထိအောင်ကြီးသလဲဆိုလို့ရှိရင်ဇွန်လ1ရက်နေ့2ရက်နေ့3ရက်နေ့နော်ကောင်းမွန်သောခေါင်းဆောင်မှုစနစ်တကျကြိုတင်စီစဉ်မှုသတင်းလျှို့ဝှက်မှုမဟာဗျူဟာမြောက်ရန်သူကိုနော်ချိုးနိုင်မှုတွေကဘယ်လောက်ထိအရေးပါတယ်ဆိုတာကိုယူကရိန်းကနေပြီးတော့ရုရှားကိုနော်ရုရှားကိုမဟာဗျူဟာမြောက်ထိုးစစ်တွေပေါ့ဗျာလုပ်တဲ့နေရာတွေမှာကျွန်တော်တို့တွေ့နိုင်ပါတယ်
အထူးသဖြင့်ကြည့်ကြည့်ပါနော်ဂျွန်လာတီယန်နီအားလုံး surprise နော်ယူကရိန်းကရုရှားကိုသွားပြီးတော့ drone တွေနဲ့နော်သွားပြီးတော့မဟာဗျူဟာမြောက်ဘုံကျဲလေရင်တွေရောတကယ်ကို nuclear ဟိုစားဘုံတန်နိုင်တဲ့ဟာတွေရောအကုန်လုံးလျှက်တစ်ပြက်တီးပလိုက်တယ်ရုရှားတွေလုံးဝဟက်ကော်ကြီးဖြစ်သွားတယ်အဲ့လိုမျိုးသူတို့ကရုတ်တရက်နော်အဒီခံလိုက်ရလို့ပြတ်တုတ်ခံလိုက်ရလို့နော်သူတို့ဘာလို့အမလို့ဘာကံရမှမသိတဲ့အချိန်မှာပထမဆုံးစလုပ်တာနော်ဂျွန်လာတီယန်နေမှာစလုပ်တာဒုတိယရဲ့ဂျွန်လာနီယန်နေမှာထပ်ပြီးတော့အဲ့လိုမျိုးပဲ drone စစ်စေးနဲ့ထပ်ပြီးတော့ရုရှားရဲ့ဒုံးကြီးတွေနော်ရုရှားရဲ့လေယာဉ်ကွင်းတွေနောက်တစ်ခုရုရှားရဲ့ယထာလမ်းကြောင်းတွေ logistic နော်တေပို့ဆောင်လမ်းကြောင်းနော်အဲ့ဒါကြီးပါဖြတ်ပြတ်တာကျွန်တော်ဒါတွေကိုတင်ပြနေတာအကြောင်းရှိပါတယ်ယူကရိန်းကရုရှားကိုအဓိကသွားပြီးတော့ drone တွေနဲ့မဟာဗျူဟာမြောက်တိုက်စစ်တွေကိုအရင်ဖော်ဆောင်တာကိုကျွန်တော်ပြချင်တာနော်ရန်သူရဲ့နေတဲ့တိကိုထိုးဖောက်ဝင်ရောက်ပြီးတော့တနစ်ခွဲကျော်တော့နော်ရေလေကိုပြင်ဆင်ပြီးတော့အမေရိကန်လည်းအတိမပေးသူ့ရဲ့မဟာမိတ်အရင်ဥရောပနိုင်ငံတွေလည်းအတိမပေးပဲနဲ့ရုရှားနေတဲ့ကိုလုံးဝကိုထိုးဖောက်ဝင်ရောက်ပြီးတော့လျှက်တစ်ပြက်လှုပ်လိုက်တဲ့အခါမှာရုရှားကြောကော့သွားတယ်အဲ့တော့ကောင်းမွန်သောခေါင်းဆောင်မှုနဲ့နော်စနစ်တကျစီမံခန့်ခွဲမှုကဘယ်လောက်ထိအောင်အရေးပါတယ်လဲမဟာဗျူဟာမြောက်နော်ကျွန်တော်တို့ထိုးစစ်တွေကဘယ်လောက်ထိအရေးပါလဲဆိုတော့ယူကရိန်းရဲ့ဒီပင့်ကူအိမ်မဟာဗျူဟာနဲ့ drone တွေအများကြီးနဲ့နော်လျှက်တစ်ပြက်သွားပြီးတော့ရုရှားကြွက်ကိုအဲ့ဒါမှရုရှားကြွက်စုံနော်မင်းအောင်လည်းသွားပြီးတော့ကြွက်မင်းလို့သွားပြီးတော့တကယ်တော့ကြွက်စုံဖြစ်တော့သွားပြီးတော့ပြားတုတ်ပလိုက်တာပါဗျာပင့်ကူအိမ်ကပတ်တုတ်ပလိုက်တာပါနော်ဆိုတော့ကရုရှားတွေလုံးဝကိုဥကျိုးသွားတယ်အဲ့သူ့ရဲ့မဟာဗျူဟာကိုကျွန်တော်ပြောချင်တာတရက်နေ့မှာဥကျိုးသွားတဲ့အချိန်မှာနှစ်ရက်နေ့မှာကျတော့ဘာထက်လို့လဲဆိုတဲ့အခါကျတော့နော်ထပ်ပြီးတော့သွားပြီးတော့လုပ်တယ်အဲ့တော့တရက်နဲ့နှစ်ရက်နေ့နဲ့ရုရှားကရေးလေလေဥကျိုးနေတဲ့အချိန်မှာနောက်ထပ်အခုဒီနေ့3ရက်နေ့မှာနော်ဘာလို့တလဲဆိုတော့ရုရှားကယူကရိန်းကိုပြန်ပြီးတော့ retaliate ပေါ့ဗျာလက်တုံ့ပြန်မယ်ဆိုတာသူတို့ကသိတယ်ပြီးတော့ဒီ Crimea ပေါ့ဗျာနော်ကျွန်းဆွယ်နဲ့ဒီယူကရိန်းနဲ့ရုရှားနဲ့ပေါ့ဆက်သွယ်ထားတဲ့တရားကိုဒီနေ့ရေအောက်ထဲကနေပြီးတော့ TNT ဒရန်ကျော်သုံးပြီးတော့ခွဲပလိုက်တယ်ကျွန်တော်ပြောချင်တာ logistic ကိုဖြတ်တယ်ဆိုတော့ပြောချင်တာအဲ logistic ကိုဘယ်လိုဖြတ်တယ်လဲတရားကိုချိုးပြတယ်ယထာလမ်းကိုချိုးပြတယ်လေရင်ခွင်းတွေကိုချိုးပြတယ်လေရင်မြန်တွေကိုတီးပြတယ်နော်မင်္ဂလာပါခင်ဗျာမင်္ဂလာပါနော်ဆိုတော့ဒါတွေကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့မဟာဗျူဟာမြောက်ကိုယ့်ဘက်ကလက်ဦးမှုနော်ဟိုရဖို့ကဘလောက်အရေးကြီးတယ်လဲဘလောက်ပဲအင်အားကြီးတဲ့ရန်သူဖြစ်ပါစေကောင်းမွန်သောခေါင်းဆောင်မှုနဲ့နော်စနစ်တကျမဟာဗျူဟာမြောက်ကိုယ့်ဘက်ကလက်ဦးမှုယူလို့ရှိရင်ဘလို့ပဲအကောင်ကြီးပါစေဘလို့ပဲဂေါလိယကြီးဖြစ်နေပါစေကိုရီကဒေးဗစ်ဖြစ်နိုင်တယ်နော်ဒါကိုလက်တွေ့ပြရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒါကိုလည်းကျွန်တော်တင်ပြချင်တယ်အဲ့တော့အခုကျွန်တော်တို့မြန်မာပြည်အနှံ့မှာကိုရီဘက်ကထိုးစစ်တွေဆင်နေတယ်အဲ့တော့2024နှစ်မှာเนาะကျွန်တော် live ကိုတက်ရင်းနဲ့ကျွန်တော်ဗာပြောခဲ့တယ်လဲဆိုတော့2025အလဲပိုင်းပွဲချမ်းပြီဆိုပြီးကျွန်တော်ပြောခဲ့တာရှိတယ်ဆိုတော့ဒါသိအရေးကြီးတယ်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကမဖြစ်မနေစစ်မှုထမ်းဥပဒေနဲ့เนาะစစ်မှုထမ်းဥပဒေနဲ့သူတို့ကအတင်းသွတ်သွင်းပြီးတော့เนาะသွတ်သွင်းပြီးတော့စကားအသစ်တွေကိုရနေတယ်เนาะစကားအသစ်တွေကိုရနေတဲ့အခါကျတော့သူတို့အခုဆိုလို့ရှိရင်သိင်္ဂနာနာအထိရတယ်လို့ကျွန်တော်တို့ကြားတယ်ဒါဒီလေစီရီယံပိုကြီးစေရော်ရဲ့เนาะကျွန်တော်တို့စင်းစရာကိုကပြီးပြောတာသူပြောတာ9000လို့ပြောပါတယ်เนาะအဲ့လောက်ကိုရသွားပြီလို့ကျွန်တော်တို့ကြားတယ်ဆိုတဲ့အခါကျတော့ဒါကြီးပြီဒါစိုးရိမ်စရာအနေထားရှိတယ်ဘာကြောင့်စိုးရိမ်စရာအနေထားရှိတယ်လဲဆိုတော့ဒီနေ့ကိုပဲကျွန်တော်တို့သတင်းတွေကိုလိုက်ဖက်ကြည့်ပါစက္ခတွေကညောင်ရွှေဘက်ကိုအင်အား1000လောက်နဲ့တက်သွားတယ်ပခုတ်ကူဘက်ကိုအင်အား1000လောက်နဲ့တက်တယ်နော်ပေါက်ဘက်မြိုင်ဘက်ကိုအင်အား1000လောက်နဲ့တက်တယ်မြေပြင်မှာအင်အား1000ဆိုတာလက်နဲ့အပြည့်စုံတက်ဆင်ထားတာကမနှဲဘူးနော်မနှဲဘူးအဲ့တော့ကျွန်တော်တို့ကဒီကောင်တွေကိုနော်ရမ်ဘိုကားရဲ့လူကြားထဲကနေဖြတ်စော်ပါလားတို့ဓာန်ပေါက်ကျွေးပါလားတို့နော်ဒီလိုမျိုးပြောလို့ရှိရင်တော့ရတာပေါ့တိုးတော်လေအဲ့လောက်ကြီးတော့လေမြေပြင်မှာကစစ်ကူးရင်ဆန်လို့မရဘယ်လိုဖြစ်နေလဲဆိုတော့ကိုရီဘက်မှာကနော်အတူအရှိတော်မှမနေတက်ဆင်ရတဲ့အနေအထားတွေရှိရယ်နော်ဆိုတော့ကကြတော့ဒီလောက်ပဲကျွန်တော်ပြောမယ်လीနော်အဲ့တော့ကကြတော့ကျွန်တော်ကစိတ်ကူးရင်ဆန်လို့မရ
多အဲ့ဒီစက္ခရီရဲ့နော်စက္ခရီရဲ့ဒီစုဆောင်မှုဟာတွေကိုကျွန်တော်တို့ရှင်းလင်းမှုကိုစနစ်တကျလုပ်ဖို့ကတော့ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့တိုင်းသားခေါင်းဆောင်ကြီးတွေရောຫນွေဦးတော်လှန်ရေးခေါင်းဆောင်ကြီးတွေရောစနစ်တကျနော်ကျွန်တော်တို့တည်တည်ချာချာဒါကိုလည်းဦးကောင်းအုံနောက်ထဲထည့်ပြီးတော့စဉ်းစားစေခြင်းတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့စက္ခတွေကနေ့စဉ်နဲ့အမြတ်သူကအခုဆိုစက္ခအသစ်တွေရနေတယ်။အခုဆိုအဲ့ဒါတွေကိုသုံးပြီးတော့နိုင်ရီခံကိုလည်းသူတို့အင်အားတွေဖြည့်တယ်။နော်ဗဒံဘက်ကိုလည်းအင်အားတွေဖြည့်တယ်။အခုသူကအင်အားတွေဖြည့်နိုင်လာနေတာကိုနေ့စဉ်သတင်းတွေကြည့်ခြင်းအဖြစ်ကျွန်တော်တို့တွေ့နေရတယ်။နော်ဆိုတော့သူတို့ဘက်မှာကပ္ပစဆက်ရုံတွေအနေထားတွေရှိနေသေးတယ်ကောင်းနေသေးတယ်။အဲ့ကပ္ပစဆက်ရုံတွေကိုကာကွယ်ဖို့လို့အတွက်နေ့စဉ်နဲ့အမြတ်သူတို့အမှအင်အားကိုယာကြီးထောင်ချီပြီးတော့သူတို့ပို့နေတယ်။ဒါကိုကျွန်တော်တို့ကနော်ရှေ့မှာလည်းရန်သူကိုကချင်နယ်မှာဖြစ်ဖြစ်ရခိုင်နယ်မှာဖြစ်ဖြစ်ကရင်နယ်မှာဖြစ်ဖြစ်ဂရင်းနီနယ်မှာဖြစ်ဖြစ်ရန်သူကိုစိုင်နေရတာမှန်တော်လေနော်ကျွန်တော်တို့ဒီကိစ္စကိုအထူးဦးစားပေးပြီးတော့ဘယ်လိုနည်းနဲ့ဖြတ်မလဲဆိုတာကိုကျွန်တော်တို့ခေါင်းဆောင်ကြီးများခေါင်းချစ်ဆိုင်ပြီးတော့စနစ်တကျဆွေးနွေးပြီးတော့ဖြတ်စီခြင်းတယ်တကယ်ကိုလုံနိုင်တဲ့နော်အဖွဲ့အစည်းတွေမြေပြင်မှာရှိတယ်နော်လုံချင်တဲ့သူတွေလည်းရှိတယ်တိုးတော့သူတို့ကိုကျွန်တော်တို့ကဥဆောင်မှုပေးပြီးတော့အထောက်ပံ့ကောင်းတွေပေးနိုင်ဖို့နော်လိုတယ်ဥဆောင်မှုဆိုတာကကျွန်တော်တို့ဒီတက်မှုကောင်းတွေပေါ့ AA ရဲ့တက်မှုကောင်းတွေဖြစ်ဖြစ် KIA ရဲ့တက်မှုကောင်းတွေဖြစ်ဖြစ်နော် KNU ရဲ့တက်မှုကောင်းတွေဖြစ်ဖြစ်သူတို့ကနေပြီးတော့ဥဆောင်ပြီးတော့ကြံတဲ့ကျွန်တော်တို့နော်အညာသားတွေဗမာတွေဘာလို့ဆိုတော့စစ်သက်အရန်နှုတ်သေးတယ်သူတို့ကိုလာပြီးတော့ဥဆောင်စီမံခန့်ခွဲမှုပေးခြင်းဒါအပြင်ကျွန်တော်တို့ဒီလိုမျိုးပေါ့ရန်သူရဲ့နော်ဒီစုဆောင်းမှုတွေကိုဖျက်တက်မှုလို့အတွက်အစစ်မြင့်နီးပညာသို့မဟုတ် KMB ကြောက်ကိုပေးခြင်းနော်စတဲ့စီမံခန့်ခွဲဆောင်ရွက်ခြင်းတွေကိုလှုပ်ဆောင်စေခြင်းပါတယ်လှုပ်ဆောင်သင့်ပါတယ်နော်လှုပ်ဆောင်သင့်ပါတယ်ဆိုတော့ဒီလိုလှုပ်ခြင်းအဖြစ်ကျွန်တော်တို့ရှေ့မှာဗမာမှာဆိုင်နေရတဲ့ကိစ္စမျိုးကိုကြည့်မလား